ဒီဘိုင်းကိုတော့အတိတ်တော့အမှတ်တရ flashback လေးတစ်ခုနဲ့ပဲစတင်လိုက်ရအောင်ဗျာလူဖီနဲ့ဦးဆော့ဖ်တို့အတွက်တော့ဘီလူကျွန်းတို့လူသိများနဲ့ Albert ဖာဘလောက်တောင်အရေးပါလဲဆိုတာကိုပြန်အမှတ်ရစေတာပါကဲလွန်ခဲ့တဲ့အချိန်မှာ Going Meriton ဘောပေါ်မှာခရီးနှင်နေတော့ဦးဆော့ဖ်ကတနေ့မှာသူဟာဘီလူစတေတို့ရဲ့ကျွန်းကိုသွားမယ်လို့အားတက်သေးပြောခဲ့ဘူးလေအဲ့ဒီတော့ငါလူဖီကလည်းတနေ့မှာငါတို့အတူတူသွားပြီးဘီလူတို့ရဲ့အိမ်ကိုလေးလာကြမယ်ဆိုပြီးပြန်ပြောခဲ့တာပါသူတို့နှစ်ယောက်ဟာအရန်ကိုစိတ်လှုပ်ရှားလွန်းလို့အချင်းချင်းဖတ်ပြီး Albert အကြောင်းတချင်းတွေတုံဆိုခဲ့ချပါသေးလေဗျာအခုတော့အချိန်တွေယာနဲ့ချီတဲ့အခန်းမြောက်များစွာကွန်မလွန်သွားခဲ့ပြီပေါ့ဒါပေမဲ့အခုသူတို့ဟာသူတို့ရဲ့ရီမန်းချက်နဲ့အနီးဆက်ဆုံးကိုရောက်ရှိလို့လာပါပြီအေခဲကျွန်းကနေဘေးကင်းကင်းနဲ့လွတ်မြောက်လာပြီးတဲ့နောက်မှာတော့သူတို့ဟာဘလူးရီရဲ့သင်းပေါ်ကြီးနဲ့ Albert ကျွန်းစီကိုတဲ့တဲ့မတ်မတ်ဥတီနေကြတာပါလူဖီကနောက်ဆုံးတော့တကိုင်းဖြစ်လာပြီနော်ဦးဆော့လို့ပြောလိုက်တဲ့အခါဦးဆော့ကလည်း Albert ကိုထွားကြစို့ဟေးဆိုပြီးအာဟာပတရအော်ဟစ်ပြီးတော့ဘီယာကွက်ကိုမြောက်ကအောင်ပွဲခံနေပါတော့တယ်โอเค Albert ကိုမရောက်ခင်မှာပဲဘီလူးရီရဲ့တင်ပေါ်ပေါ်မှာစားပွဲတော်ကြီးတစ်ခုချင်းပါကြတယ်ဗျာဒါကတော့အစားထောက်ဆိုရင်အင်မတန်မတ်တဲ့လူဖီတော့ဘိုင်ဝါဖို့အခွင့်အရေးကောင်းကြီးပေါ့လူဖီတဝါပြစားတောက်နေတော့မှဟိုးအရင် Water 7မှာတော့ဆုံးခဲ့ဘူးရဲ့ဘီလူနှစ်ယောက်ကအနားကိုရောက်လာပါတယ်သူတို့ကလက်သက်ကားတန်းကျွန်းမှာနှစ်ပေါင်းတိလာကြာတိုက်ပွဲဖြစ်နေတဲ့သူတို့ရဲ့ခေါင်းဆောင်နှစ်ဦးကိုတွားကြည့်ခဲ့ကြောင်းပြောပြတဲ့အခါမှာတော့လူဖီကဟာမင်းတို့ခေါင်းဆောင်တွေကိုတွားကြည့်ဖို့အနှစ်100တောင်ကြာရသလားဆိုပြီးရဲမောခဲ့ပါသေးတယ်ဂျာယန်နှစ်ကောင်ကဆက်ပြောပြတာကတော့သူတို့ရောက်သွားချိန်မှာခေါင်းဆောင်ကြီးဂျိုရီနဲ့ဘရိုဂီတို့ကလက်နက်မပါပဲလက်သီးချင်းထိုးတတ်နေကြတာကိုတွေ့ကြရတာပါသူတို့ရဲ့လက်နက်တွေဟာနှစ်ပေါင်း100ကျော်တိုက်ပွဲဝင်ခဲ့တာကြောင့်တဘာဝအတိုင်းပျက်စီးသွားကြလို့လေလက်သီးချင်းထိုးနေုံနဲ့တော့သူတို့တေးမှာမဟုတ်ဘူးတေးနိုင်မယ်ဆိုရင်သူတို့ကငါတို့ရဲ့ခေါင်းဆောင်တွေဖြစ်လာမှာမဟုတ်ဘူးလို့ဘီလူကယောကအရန်ကိုဂယုသိပ်ပြီးပြောပြခဲ့တာပါဦးဆော့ကတော့ဘလူးတွေရဲ့အဲ့ဒီလိုစစ်တီတော်စိတ်သက်ကိုအောက်ကနေငေးမောရင်အားချနေတာပါသူကအမဲတမ်းအဲ့ဒီလိုရဲရဲနဲ့စစ်တီတော်တယောက်ဖြစ်ချင်ခဲ့တာမဟုတ်လားနာမီကသူတို့ကတေတဲ့ထိဆက်တိုက်ကြအောင်မလားလို့မေးလိုက်အခါဦးဆော့ကနာမီကိုပြန်တတိပေးလိုက်ပါတယ်ဒါဟာစစ်တီတော်နှစ်ယောက်ရဲ့နှလုံးသားထဲကအလံကိုမချရှုံးစီပဲတိုက်ပွဲဝင်နေကြတာဘသူကမှနောက်ဆုံးမှမဟုတ်ဘူးလို့ပြောရင်သူကိုယ်တိုင်လည်းတနေ့မှအဲ့ဒီလိုရဲရဲနဲ့ပင်းလေစစ်တီတော်တယောက်ဖြစ်လာဖို့သူ့ရဲ့အိမ်မက်အကြောင်းကိုမဲ့ရလဲရွေးနဲ့ပြောပြနေပါတော့တယ်ဦးစောခင်ဗျာဘလောက်ပဲလေးလေးနဲ့ပြောဒီပါစေနာမီကတော့ဘာကောမှနားမထောင်ပဲပြီးညင်းငွေပြီးထုတ်သွားရပါပြီတစ်ဖက်မှာလည်းလီလစ်ကမင်းတနေ့မှလူဘီလူကြီးထိချင်နေမှာငါမတိခဲ့ဘူးဆိုပြီးဟာထားလုပ်လိုက်ကိုဦးစောခင်ဗျာဒုက္ခလိုက်ချက်ကိုနားလဲပေးမဲ့လူဖီမရှိလို့တော်တော်လေးစိတ်ပြတ်သွားပုံပဲဗျာဆိုလိုကတော့ထုံးစံတိုင်းပါမယ် Albert မှာကြုံတွေ့ရမယ်တိုက်ပွဲတွေအတွက်စိတ်လှုပ်ရှားနေတယ်လို့စန်ဂျီကလည်းလူဘီလူမှာအလှလေးဒီကိုတွေ့ရတော့မယ်ဆိုပြီးရင်ခွန်းနေပြန်ပါပြီငါလူတက်ကျွန်းတုံးကလို့တွေးအံပြီးဒုက္ခမရောက်ပါစေနဲ့လို့ပဲဆုတောင်းရပါဘောနော်ကဲဖရန်ကီကတော့ဘီလူတွေရဲ့ရိုးရအစားအစာကိုမီးစားနေတယ်လို့ချော့ပါနဲ့ဘရူတိုဆိုရင်လည်းဘီလူတွေတောက်တဲ့ပြင်းထန်တဲ့အရာကြောင့်တော်တော်လေးကိုမူးနေတာပါဗျာโอเคအခုဇက်ရှင်ကိုတစ်ဖက်လဲလိုက်အောင်ရှက်ဟာသူ့ကာကွယ်ပေးထားတဲ့ကျွန်းတကျွန်းမှာပြဿနာတက်လို့ရရှိလာပါတယ်အဲ့ဒီမှာပြဿနာရှာနေတာကတော့လူဖီရဲ့အမာကန်ပရိပတ်တီဘာတိုလိုမီယိုထိနေတာပါသူကလူဖီရဲ့အမတ်တရပစ္စည်းတွေလိုက်ရောင်းနေရင်းနဲ့ဒီကျွန်းကရှက်လက်အလံဆိုင်ထားတဲ့ကျွန်းတစ်ပေမဲ့တတိကောင်းကောင်းနဲ့အလံကိုမီးရှို့ပစ်လိုက်ပြီးလူဖီကသာနောက်တလာမဲ့ပင်လေဓာမြပင်လို့အော်ဟစ်ကြွေးကြောင်ခဲ့တာပါအခုတော့သူအဲ့ဒီအတွက်အဖိုးခါပေးဆက်နေရပါပြီရှန်ကအဖွဲသားတွေရှေ့မှာဒဏ်ရာတွေနဲ့ဖမ်းဆီးခံထားတဲ့ဘာတိုလိုမီယိုကိုကြည့်ပြီးရှန်ကပြပြတာပဲပြောလိုက်ပါတယ်ငါအလံကိုမီးရှို့တဲ့သူကိုမတက်ရင်ငါရဲ့ဂုံတိတ်ခါချစင်းကြီးငါကာကွယ်ထားတဲ့တခြားကျွန်းတွေပါအန်ဒီရရှိနိုင်တယ်တဲ့ဗျရှန်ကဘာတိုလိုမီယိုကိုအခုနေ့တစ်ခုဖေးပါတယ်လူဖီကိုဒလာအမင်တေးစလနိုင်နဲ့အစိတစ်ခုပေးပြီးတိုက်ခိုက်လိုက်တာပါဒါပေမဲ့ဘာတိုလိုမီယိုလူဖီကိုတစ္ဆာဖောက်မယ်စားအဲ့ဒီအစိကိုသူ့ကိုယ်တိုင်ထောက်ချလိုက်ပါတယ်သူကလူဖီပင်လေသားပြပြီးဖြစ်လာတာကိုမမြင်ရတော့တဲ့အတွက်ဝမ်းတယ်ပြီးမဲ့ဒါကသူ့လေကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီးလူဖီနဲ့မဆိုင်ကြောင်းပြောရင်တေဖို့အထိပြင်ဆင်လိုက်တာပါဒါပေမဲ့အန်အောစရာကောင်းတာကရှန်ကသူတို့ကိုလွတ်ပိတ်လိုက်ပါတယ်တကယ်တော့အဲ့ဒါအစိမဟုတ်ပါဘူးရှန်ကလူဖီပေါ်ဘလောက်ထိသစ္စာရှိလဲဆိုတာကိုစန့်တက်လိုက်တာပါဘာတိုလိုမီယိုကတင့်ပေါ်ပြန်ရောက်တဲ့အခါရှန်ကအေဂရက်တီယက်ဖီပီအယမ်းကျင်နာတတ်တာပဲလူရဲမော်ပြီးပြောနေခဲ့ပြီးမဲ့ရှန်ကဒီတိုင်းမလွတ်ပေးပါဘူးဦးစော့ပြတဲ့ဖီယာဆော့ကအဝေးကနေဘာတိုလိုမီယိုရဲ့တင်မောကိုပစ်ခတ်ဖောက်ခွဲလိုက်ပါတော့တယ်တစ်ဖက်မှာလည်းဟာချီနိုဆူကျုံမှာဖလက်ဘီယာကဒူးမရှိတဲ့အချိန်ဘာဒီဖြစ်ခဲ့လဲလို့လိုက်မင်းနေတယ်လို့ဗီဂါပန့်ကထုတ်လွှင့်ချက်တဲ့အကြောင်းကိုလည်းပြောပြနေကြပါပြီဗျာအခုဆိုရင်တော့ကဘာကြီးကစပြီးလောက်ခတ်လာနေပြီဖြစ်တယ်လို့ပုံကလေးတွေဟာလည်းမော်ဂိုလောကတင်မကပဲလူတိုင်းသိတယ်ရဖြစ်လာခဲ့ပါပြီရုံးစိုးလေးဒီမကပဲရှီတက်နဲ့ကပအစိုးရကိုယ်တိုင်လည်းဒီကိစ္စမှာပါဝင်ပတ်သက်လာရပြီဖြစ်လို့သူတို့နဲ့တဘိုးတူညီမှုမရဘဲနဲ့တော့ဘယ်သူမှအနိုင်မရနိုင်တော့တဲ့အနေထားပါပဲဒါကြောင့်လဲတိချာကိုဘီကိုလွတ်မြောက်အောင်ခွင့်ပြုလိုက်မိတဲ့အသွားအတော်လေးကိုဒေါသတကြီးဖြစ်နေတာပါ
ပီဇာတို့ကခွတ်လွတ်ဖို့တောင်းပန်ပေမဲ့မော်ရီယာပါပျောက်ဆုံးနေတာကိုထိလိုက်ရတဲ့အခါတီရှယ်ဒေါသကပိုပြီးတော့ကြီးထွားလာပါတယ်ဒါပေမဲ့ကန်ကောင်းတာတစ်ခုကဒီအမားတွေကိုပြန်လဲပေးဆက်နိုင်မယ့်အရာတစ်ခုသူတို့လက်ထဲမှာရှိနေတာပါပဲတီရှယ်စိတ်အချင်းတွေကချက်ချင်းဆိုသူတို့ပြောင်းလဲသွားပြီးအပြင်ကိုထက်ကကဘာကြီးကိုတိမ့်ပိုက်ကိုတောင်းဆိုနေကြတဲ့သူလူတွေကိုကြည့်ပြီးတော့ပြောင်းပြသွားပါတယ် အဲဒီနောက် Tish က OKG ကိုခေါ်ပြီးဘာရီယာထားလက်ဆိုတာပြခိုင်းတဲ့အခါသူတို့ဟာ Gap ကိုဖမ်းမိထားကြောင်းသိလိုက်ရပါတယ်ဒါဟာအစီအစဉ်အတွက်တကယ်ကိုပြည့်စုံသွားတာပါပဲ Gap တေဝါပြီလို့အများကထင်ထားပေမဲ့ကန်ကောင်းထောက်မှာစွာနဲ့သူအသက်ရှင်40ပါဒါအပြင် Big Mom ရဲ့တမိသီတဲ့မျိုးလုံးသုံးလုံးမလေးကိုပါဖမ်းမိထားလို့ Black Pea တယောက်အတော်လေးကိုကြီးနေနေကြပါ လက်ပီယာဟာ Holy Land မှာတော်လိုင်းရေးသမော်ရဲ့အခြေအနေဘယ်လိုရှိလဲဆိုတာသိဖို့သူ့လူတွေနဲ့ဆက်သွယ်ပါတယ်။ညစ်မြတ်တဲ့နိုင်ငံမျိုးနဲ့စီတည်ယူပို့ဆောင်တဲ့စနယ်ရိခါလေးတွေပောက်ကွဲပျက်စီးနေတာကိုကြည့်ပြီးသူ့တဘောကျနေတာပါ။မကြာခင်မှာ Celestial Dragon တွေဟာငတ်မှုတ်ပြီးထိဆုံးရတော့မှထင်ပြီးဒါဟာတမိုင်းမှာမကြုံတော့ဘူးထူးခြားတဲ့ဖြစ်ရပ်တစ်ခုခက်လာလိမ့်မယ်ဆိုတာကို Black Pea ကအတော်လေးကိုတဘောကျနေတာထင်ပါလေ တစ်ဖက်မှာလည်း teacher ဖွဲ့သားတွေဖြစ်တဲ့ Van Orga နဲ့ Katarina Devon တို့ဟာရှေးဟောင်းလန်ဒတ်တွေအကြောင်းအကုန်သိထားတဲ့ Caribou ကိုဟော်ပြီးရောက်လာခဲ့ပါတယ်။ Visa တို့ဟာတုံးရဲ့ကျွန်းလက်တန်ခီကိုစန့်ထုတ်ပြီး Caribou ကို teach စီအရောက်ပို့ပေးလိုက်ပါတယ်။အခက်ကျွန်းကနေထွက်ခွာလာပြီးနေ့အကြာမှာတော့ Luffy တို့ဖွဲ့ဟာဆက်လက်ခရီးနှင်းနေပြီမဲ့အခြေအနေကတခုခုထူးဆန်းနေပါတယ် โอเคအရက်ရှင်ကြောင်းဂျိုင်းရက်လေးလည်းခုမှနိုးလာကြပြီသူတို့ဘယ်နေရာရောက်နေမှမသိကြသလိုဘရုတ်ကလည်းစနေတင်ပေါင်းနဲ့အဖွဲထားတဲ့ချို့ပျောက်ဆုံးနေကြောင်းလာပြောပါတယ်အကုန်လုံးလည်းပြာရခဲကုန်ပြီးလိုက်ရှာကြပြီလူဖီတို့အဖွဲကအဖွဲကွဲသွားပြီးအခြားကနေရာကိုရောက်သွားခဲ့တာပါဦးစောကနာမီကိုနိုးလိုက်တဲ့အခါနာမီကအရက်နာချနေပြီးအဝတ်အစားတွေပါပြောင်းလဲနေတာကိုတွေ့တာပါလေသူတို့ဘယ်နေရာရောက်နေမှန်းလဲလုံးဝကိုမသိဖြစ်နေကြတာပါ ကဲဒါကတော့အပိုင်း1156ရဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်နောက်ထပ်အပိုင်းတွေကိုလည်းဒီကနေပဲဆက်ပြီးတင်ပြသွားမှာဖြစ်လို့နောက်ပိုင်းတွေကိုစောင့်ကြည့်ဖို့အတွက် like ပေးပြီး subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်ကျွန်တော်နာမည်ကဒေါ်ဗီပါဒီနေ့ကတော့ဒီလောက်ပါပဲ